ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမျိုးမြင့်သည်ချင်းပြည်နယ်အတွင်းပြည်내ထူထောင်ရေးနဲ့ပြည်내တည်ဆောက်ရေးကော်မတီဝင်များနဲ့အတူဇွန်လ29ရက်နေ့ကတွန်းဇံမြို့ရှိအခြေခံပညာအထက်တန်းကျောင်းကိုရောက်ရှိပြီးကျောင်းအုပ်ကြီးဆရာဆရာမများနဲ့တွေ့ဆုံရာလက်ရှိသင်ကြားနေမှုအခြေအနေများအားကျောင်းအုပ်ကြီးမှတင်ပြရာဒုတိယဝန်ကြီးကလိုအပ်တာများကိုတာဝန်ရှိသူများနဲ့ပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးပြီးဆရာဆရာမများအားလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါတယ်။အဲဒီနောက်ဒုတိယဝန်ကြီးနဲ့အဖွဲ့ဟာပညာသင်ကြားနေမှုများအားလိုက်လံကြည့်ရှုအားပေးခဲ့ပြီးချီးမြှင့်ငွေများပေးအပ်ခဲ့ပါတယ်။တွန်းဇံမြို့နယ်မှာကျောင်းပေါင်း44ကျောင်းဖွင့်လှစ်နိုင်ပြီဖြစ်ပြီးအခြေခံပညာကျောင်းသားကျောင်းသူ3446ဦးတို့တက်ရောက်ပညာသင်ကြားနေပြီဖြစ်ပါတယ်။ဆက်လက်ပြီးတွန်းဇံမြို့ရှိဘာသာရေးခေါင်းဆောင်များမြို့မိမြို့ဖများဌာနဆိုင်ရာတာဝန်ရှိသူများတွန်းဇံမြို့ပြည်내ထူထောင်ရေးနဲ့ပြည်내တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနဲ့တွေ့ဆုံရာတင်ပြချက်များအပေါ်ဒုတိယဝန်ကြီးကဌာနဆိုင်ရာတာဝန်ရှိသူများကော်မတီဝင်များနဲ့ပေါင်းဆက်ညှိနှိုင်းပေးပြီးပြည်내ထူထောင်ရေးနဲ့ပြည်내တည်ဆောက်ရေးလုပ်ငန်းများအားပူးပေါင်းဆောင်ရွက်သွားကြရန်အချိန်နဲ့တပြေးညီအကောင့်ထဲပေါ်ဆောင်ရွက်ကြရန်နဲ့ဒေသဖွံ့ဖြိုးရေးမှာဒေသတည်ငြိမ်အေးချမ်းရေးဟာအဓိကအရေးကြီးပါကြောင်းဒေသတည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘာသာရေးခေါင်းဆောင်များမြို့မိမြို့ဖများဌာနဆိုင်ရာတာဝန်ရှိသူများကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီးတွန်းဇံမြို့အားမော်တော်ယာဉ်နဲ့လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ